အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အညာသားကြီးအညာလေကြော့ကြော့ဆက်ကလေးကြော်ပါမယ်အားလုံးပဲလိုက်ကြည့်ပါပထမဆုံးအနေနဲ့အခုမြင်နေရတယ်လို့ခန်းညင်ကြီးကိုတိတ်တိတ်လေးညှက်ပြီးတော့ခဲအိုးထဲမှာရေလေးနဲ့နည်းနည်းလေးပြုတ်ပါမယ်ခန်းညင်ကြီးနုံးလာတဲ့အထိပေါ့နော်ခုလိုမျိုးရေလေးခန်းသွားပြီဆိုလို့ရှိရင်ရင်းနှီးကကြော်ပြီးသားကြော့စီလေးကိုထည့်ရပြီးတော့ခန်းညင်ကြီးလေးကိုလိတ်လာအောင်အပူလေးထပ်ပေးပါမယ်ခုလိုခန်းညင်လေးလိတ်သွားပြီဆိုလို့ရှိရင်အဆက်ကြော်မှဖြစ်တဲ့အတွက်ကြောင့်မြုပ်ပြီးလေးထည့်ပြီးတော့ခဏပူပေးပါမယ်ပူပေးပြီးလို့ခဏနေလို့ရှိရင်အရသာမုံလေးနည်းငယ်ထည့်ပါမယ်အခုလိုအရသာမုံလေးထည့်ပြီးလို့ရှိရင်အရင်ကကြော်ပြီးသားကြော်ကလေးကိုထည့်ပြီးတော့အပူလေးခဏလေးထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့ကြော်မှုလေးဖြစ်သွားအောင်ကျွတ်သွန်ပြီးထောင်းပြီးသားလေးကိုတဲဟိုလေးထည့်ပြီးခဏလေးမှုပြီးအဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ဒါလို့ဆိုရင်အဲ့ဒါဆိုလို့ရှိရင်ကြော်မှုလေးရပါပြီအညာသားကြီးရဲ့ဘလော့လေးအညာသားကြီးရဲ့တော့လေးဗီဒီယိုအမြဲကြည့်နေတယ်ဆိုရင်အညာသားကြီးအကောင်ကိုလိုက်ရ follow လေးလုပ်ခဲ့ပေးကြပါဦး